အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့ကျွန်တော်ဒီလာမယ့် match လာတွေမှာကျွန်တော်အားလုံးစောင့်မျှော်နေကြတဲ့ Naruto ရဲ့ Part 2 event လာတော့မှာပဲဖြစ်ပါတယ်ဗျဒီတစ်ခါမှာတော့ကျွန်တော်ဂူရှင်ရဲ့ဂျူလီယန်ရဲ့စကင်အသစ်2ခုထပ်တိုးပြီးတော့စုစုပေါင်းစကင်9ခုအနေနဲ့ရောက်ရှိလာမှာပဲဖြစ်ပါတယ်ဗျဒါကြောင့်ကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးထဲမှာတော့ဒီ Naruto စကင်တစ်ကောင်ကိုပေါ့နော်ကျွန်တော်တတ်တာနဲ့ဘယ်လိုရနိုင်မလဲဆိုတဲ့နည်းလမ်းလေးကိုကျွန်တော်အသေးစိတ်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဗျဒီ event လေးကတော့ကျွန်တော် match လာ29ရက်နေ့မှာရောက်လာပါလိမ့်မယ်ဗျတုံးစံတိုင်းပဲဒီ event ကြာရခြင်းကတော့ကျွန်တော် match လာ29ရက်နေ့ကနေပြီးတော့မေလ9ရက်10ရက်ဝန်းကျင်လောက်ထိကိုကြာမြင့်နိုင်ပါတယ်ဗျနော်โอเคဒီမှာဘာစကင်တွေပါလာအောင်လဲဆိုတော့ကျွန်တော်အရင်ရှိပြီးသားဖြစ်တဲ့ Sakura Naruto ပြီးရင် Sasuke Kakashi ပြီးလို့ရှိရင်ကျွန်တော် Hayabusa ပေါ့နော်ဒီ hero sorry ဒီ skin 5ခုရှိပြီးသားဖြစ်နေမှာပေါ့နော်ဒါဒီတစ်ချိန်မှာတော့ကျွန်တော် Julian ရဲ့ Itachi skin နဲ့ကျွန်တော် Gushin ရဲ့ Minato skin ဆိုပြီးတော့နှစ်ခုအသစ်ပါဝင်လာမှာပဲဖြစ်ပါတယ်ဗျ။ Okay ဒီကောင်တွေကိုကျွန်တော်ဘယ်ဈေးနဲ့ရောင်းမလဲဆိုလို့ရှိရင်တော့ကျွန်တော်ဟိုအရင်ဒီ Naruto event လာတော့အတိုင်းပဲပေါ့နော်ကျွန်တော် skin တစ်ကောင်ကို1200 credit နဲ့ရောင်းမယ်လို့လည်းပြောထားတယ်ဗျ။ဒီဟာဟိုပေါ့နော်ကျွန်တော်direct ပေါ့ diamond နဲ့ပဲဒီအမှလှည့်မယ်ဆိုလို့ရှိရင်တော့ဒီအခုခေတ်ကာလဒီ diamond ဈေးတက်ကြအနေနဲ့ဆိုလို့ရှိရင်ခံမှန်းကျွန်တော်12သိန်းဝန်းကျင်လောက်ထိသွားလိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့ဒါကအကြမ်းမြင့်မှာဟုတ်ချင်မှာလည်းဟုတ်ပါမယ်ပေါ့နော်โอเคကျွန်တော်အခုပြောပြမယ့်နီလန်းလေးတိုင်းကျွန်တော်ဒီ weekly pass ပေါ့နော်ခုနကချိန်နဲ့သုံးမယ်ဆိုလို့ရှိရင်တော့ကုန်ကြချိန်အများကြီးတက်တာသွားမယ်ပေါ့နော်โอเคကျွန်တော်ဒီမှာဇယားလေးလုပ်ထားတယ်ဗျာနော်ကျွန်တော်ဒီဇယားလေးတိုင်းဆိုလို့ရှိရင်ကျွန်တော်လာမယ့်match လာ29ရက်နေ့မှာကျွန်တော် weekly pass တစ်ချိန်ထည့်လိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်ထုံးစံတိုင်းပဲဘာမှမလှည့်ဘူးဒီတိုင်းပဲထားထားမယ်ပြီးလို့ရှိရင်ကျွန်တော်match လာ28ရက်နေ့ကနေပြီးတော့မှကျွန်တော်ဟိုပေါ့ April လ2ရက်နေ့ထိကိုပေါ့နော်ဟိုထုံးစံတိုင်းပဲသူပေးနေကြအတိုင်းပဲ90%ရှော့စီနဲ့တရက်ကိုတစ်ချိန်စီလှည့်သွားမယ်အဲ့လိုမျိုးလှည့်သွားမယ်ဆိုလို့ရှိရင်ကျွန်တော် match လာ28ရက်နေ့ကနေပြီးတော့မှ April လ2ရက်နေ့ထိကိုကျွန်တော်မှာ draw 6ချိန်ရှိမယ်Okay April 3ရက်နေ့ကြာလို့ရှိရင်ကျွန်တော်ပုံမှန်တိုင်းပဲ90% draw နဲ့လှည့်မယ်ပြီးတော့လို့ရှိရင်ဒီနောက်ထပ်ပေါ့ weekly pass 3ခုထပ်ဝယ်မယ်ပြီးလို့ရှိရင် April 4ရက်နေ့ရောက်လို့ရှိရင်ထုံးစံတိုင်းပဲကျွန်တော်တို့90%နဲ့ပဲထပ်လှည့်မယ်ဒါဆိုလို့ရှိရင် total ကျွန်တော်စီမှာ draw က9ချိန်ရှိသွားမယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်နောက်ထပ် free token တစ်ခုရမယ်ပေါ့နော်အဲ့ဒါကိုယူထားပြီးတော့တင်ထားလဲရတယ်မဖောက်ဘဲနဲ့ကျွန်တော်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့မဖောက်ဘဲနဲ့ထားစီခြင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီ draw အတိုင်းပဲဆက်ပြီးတော့ပြောသွားမှာဖြစ်တဲ့တော့ပေါ့နော် okay အဲ့တော့ကျွန်တော်9ရက်နေ့ကြာလို့ရှိရင်လည်းထုံးစံတိုင်းပဲဒီ90% short စီးနဲ့ပဲလှည့်မယ် okay April လ6ရက်နေ့ရောက်ပြီဆိုလို့ရှိရင်ပထမဆုံးတစ်ချိန်ကိုကျွန်တော်90% short စီးနဲ့လှည့်မယ်ပြီးတော့လို့ရှိရင်short စီးမပါဘဲနဲ့နောက်ထပ်3ချိန်ဆက်တိုက်ထပ်လှည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာစုစုပေါင်း draw ချိန်ရေတော့က14ချိန်ဖြစ်သွားမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ phase 1မှာစုစုပေါင်း free token 22မှာ9ခုရမယ်ဗျเนาะအဲ့29ခုနဲ့ဆိုလို့ရှိရင်ကျွန်တော်စုစုပေါင်း draw အချိန်ရေအတွက်က43ချိန်ဖြစ်သွားမယ်အဲ့မှာ43ချိန်ဖြစ်သွားတဲ့အခါမှာကျွန်တော်အချိန်20 draw ဖြစ်လို့ရှိရင်ကျွန်တော် free token တစ်ခုထပ်ပြီးရပါတော့အဲ့တစ်ခုနဲ့ထပ်ပြီးတော့ထပ်လှည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်စီမှာစုစုပေါင်း draw က44ချိန်ရှိသွားပြီပေါ့နော်Okay 9ရက်နေ့ပေါ့နော် April လ9ရက်နေ့ကြာလို့ရှိရင်ထုံးစံတိုင်းပဲ90% short ဈေးနဲ့ပဲနေတိုင်းတစ်နေ့ကိုတစ်ချိန်စီပဲဝင်လှည့်သွားမယ်ကျွန်တော်ဘယ်နေ့ထိလှည့်ရမလဲဆိုတော့ကျွန်တော်16ရက်နေ့ထိပေါ့နော် April လ16ရက်နေ့ထိကိုကျွန်တော်နေ့စဉ်တစ်ရက်ကိုတစ်ချိန်ပေါ့နော်90% short ဈေးနဲ့တောက်လျှောက်လှည့်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်စီမှာစုစုပေါင်း draw ကApril လ16ရက်နေ့ထိဆိုလို့ရှိရင် draw ကစုစုပေါင်း54ချိန်ရှိသွားမယ်ဗျOkay အဲ့တော့ April လ18ရက်နေ့ဆိုလို့ရှိရင်ကျွန်တော်ထုံးစံတိုင်းပဲ weekly pass နောက်ထပ်3ခုထပ်ဝယ်မယ်ဒါတော့ phase 2ပေါ့နော်ပြီးလို့ရှိရင်ထုံးစံတိုင်း90% နဲ့ draw မယ်အဲ့လိုဆိုလို့ရှိရင်ကျွန်တော်ဒီမှာစုစုပေါင်း draw က52မှာ5ချိန်ရသွားမယ်ပြီးရင်ကျွန်တော် April လ18ရက်နေ့ရောက်ပြီဆိုလို့ရှိရင်တော့ထုံးစံတိုင်း90% draw ထပ်ပြီးတော့လှည့်မယ်အဲ့ဒီမှာကျွန်တော်နောက်ထပ် free token 2ခုထပ်ရမယ်ပေါ့နော်Okay ပြီးရင်19ရက်နေ့မှာလည်းထုံးစံတိုင်းပဲကျွန်တော်90% short စီးနဲ့ပဲထပ်လှည့်မယ်ဆိုလို့ရှိရင်ကျွန်တော်စီမှာ draw ချိန်ကြီးတော့ကစုစုပေါင်း58ချိန်ထိရထားမယ်ပြီးတော့လို့ရှိရင်ကျွန်တော် April လ20ရက်နေ့ပေါ့နော်20ရက်နေ့မှာကျွန်တော်
90ရာခိုင်နှုန်း short ဈေးနဲ့တစ်ချိန်လှည့်မယ်ကျွန်တော် short ဈေးမပါဘဲနဲ့စုစုပေါင်းနောက်ထပ်3ချိန်ထပ်လှည့်မယ်ဆိုရင်အဲ့တရက်ထဲမှာ4ချိန်ဖြစ်သွားမှာပေါ့နော်အဲ့မှာဆိုလို့ရှိရင်ကျွန်တော် draw ချိန်အတွက်က60မှာတစ်ချိန်ရသွားမယ်phase 2မှာလည်းထုံးစံတိုင်းပဲဗျfree token က22မှာ9ခုရမယ်ပေါ့နော်22မှာ9ခုမှာကျွန်တော်အဲ့ဒါပါကျွန်တော်ထပ်ပြီးလှည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်စီမှာ draw ချိန်ကြီးအတွက်ကစုစုပေါင်း90တိဖြစ်သွားမယ်ဗျာနော်โอเคအဲ့ဆိုလို့ရှိရင်ကျွန်တော်နောက်ထပ် April လ21ရက်နေ့ကနေပြီးတော့မှမေလ9ရက်နေ့ထိတောက်လျှောက်နေ့စဉ်ပေါ့နော်ထုံးစံတိုင်း90ရာခိုင်နှုန်း short ဈေးနဲ့ပဲတောက်လျှောက်လှည့်သွားမယ်ဆိုလို့ရှိရင်စုစုပေါင်းကျွန်တော်တို့ဒီမှာအချိန်ကြီးအတွက်ကဒီမှာ100နဲ့မှာ9ချိန်ရသွားမယ်ပေါ့နော်โอเคမေလထဲမှာပဲပေါ့နော်ကျွန်တော်နောက်ထပ် free token ထည့်ရမယ်ပေါ့ဒီ9ရက်6ရက်ပတ်ချလဲလောက်ပေါ့နော်အဲ့လောက်မှာကျွန်တော် free token နောက်ထပ်10ခုထည့်ရမယ်အဲ့မှာ10ခုထည့်ရမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာစုစုပေါင်း draw ချိန်ကြီးအတွက်က112မှာ9ချိန်ဖြစ်သွားပြီဗျာနော်โอเคအဲ့တော့ဒီဇာတ်ထဲမှာပါတဲ့အချိန်တိုင်းကျွန်တော် diamond တွေစုဖို့လိုတယ်ပြီးရင် weekly patch တွေဝယ်ဖို့လိုပဲပေါ့နော်ကဲအကုန်လုံးပြီးဆုံးသွားတဲ့အချိန်မှာဆိုလို့ရှိရင်ကျွန်တော်စီမှာ draw ချိန်ကြီးအတွက်ကကျွန်တော်အကြမ်းမြင့်တွက်ပြထားတော့115ချိန်ပေါ့နော်အဲ့ဒါကနေမှကျွန်တော် free token ရဆိုလို့ရှိရင်ကျွန်တော်ထပ်ပြီးတိုးလာဖို့ပဲရှိရဗျအဲ့တော့ကျွန်တော်အချိန်115နဲ့120နဲ့ခြားတဲ့လောက်ဖြစ်လိမ့်မယ်ပေါ့နော်အဲ့လောက်ဆိုလို့ရှိရင်ကျွန်တော်ဒီ Naruto skin တစ်ကောင်ကိုသူတို့ရောင်းနေစေ1200 crash နဲ့ AACC ပဲလဲလို့ပဲရမှာဖြစ်တယ်ပေါ့နော်โอเคအဲ့တော့ဖောက်မယ်လို့စဉ်းစားထားတဲ့လူတွေအတွက်ကျွန်တော်အနေနဲ့ကြံပေးချင်တာတော့ခုကလေးပတ်စံကြိုစုထားဖို့ကျွန်တော်ကြံပေးချင်ပါတယ် event စမဲ့ရက်ဆွဲပေါ့နော်အပြောင်းလဲရှိမရှိဘူးလဲကျွန်တော်နောက်ထပ်ထပ်ပြီးတော့ update လေးတင်သွားပေးပါမယ်ဗျโอเคကျွန်တော်ဒီဇာတ်လေးကိုဒီဗီဒီယိုထဲမှာကြည့်ရတာနည်းနည်းဝါးတယ်ကြည့်လို့အဆင်မပြေဘူးဆိုလို့ရှိရင်เนาะကျွန်တော်ဒီဗီဒီယိုရဲ့အောက်က description မှာဖော်ပြထားတဲ့အတိုင်း Telegram channel လေးထဲမှာဒီဇာတ်လေးကိုတွားပြီးတော့ save ထားလို့လည်းရပါတယ်ဗျကဲအားလုံးပဲခင်ဗျာကြပါလိမ့်ဗျာ